တောက်ဝှေးကိုအပြုတ်ပြီးရိုင်းနဲ့ခြေလန်းတွေနဲ့ပဇွန်တော်ဈေးနှမှာယောဂီဝက်ဆုံနဲ့တွေ့ရတဲ့အသက်60ဝန်းကျင်ရှိတဲ့ဒီအဖွားအိုဟာတချိန်တစ်ခါကလူအများသားမကရဲများကပါကြောက်လန့်ခဲ့ရပြီးဓာမင်းသမီးဆိုပြီးတင်စားခံခဲ့ရသူဓာဆန်းကြီးပဲဖြစ်ပါတယ်ကန္တဝင်လူမိုက်ကြီးလမ်းမတော်ဖို့တုတ်ခေအလွန်နာမည်ကြီးလာခဲ့သူဓာဆန်းကြီးဟာအမျိုးသမီးလူမိုက်တယောက်အနေနဲ့တာမက1983ခုနှစ်အာဇနီကုန်းမှာဘုံဖောက်ခွဲလုပ်ကြံရေးသမားမြောက်ကိုရီးယားနိုင်ငံသားကိုလက်ရဖမ်းဆီးပေးခဲ့သူအာဇနီအမျိုးသမီးတို့အဖြစ်နိုင်ငံတော်အဆင့်ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ကိုပေါ်မှာဓမြောက်တွေအမြဲဆောင်ထားတတ်ပြီးနမရလူမိုက်ကြီးများကပင်ကြောက်ရွံ့ရသူအမျိုးသမီးသူရဲကောင်းဓာဆန်းကြီးရဲ့ဘဝဖြတ်သန်းမှုဇလန်းကလည်းစိတ်ဝင်စားဖွယ်ကောင်းလွန်လှပါတယ်။ဒီနေ့မှာတော့တခေတ်မှတယောက်ပေါ်ထွန်းခဲ့တယ်လို့ဆိုရလောက်အောင်မိုက်ကုံသတင်းတွေနဲ့ကြော်ကြားခဲ့သူဓာဆန်းကြီးရဲ့စိတ်ဝင်စားဖွယ်ဘဝသမိုင်းကြောင်းကိုဘ ഹു တုတဖြစ်ဖွယ်တင်ဆက်ပေးသွားမှာပါကျွန်တော်ကတော့နေမျိုးပဲဖြစ်ပါတယ်ယခုဓာဆန်းကြီးဖြစ်လာမဲ့မဆန်းကြီးကို1933ခုနှစ်မှာပဲကူတိုက်ဒေသကြီးဒိုင်ဦးမြို့နယ်ဖောက်တော်တီကျေးရွာမှာမွေးဖွားခဲ့ကြောင်းဖတ်မှတ်ရပါတယ်ကိုလိုနီခေတ်မှာမွေးဖွားကြီးပြင်းလာခဲ့ရသူဖြစ်တာကြောင့်အတန်းပညာမတင်ကြားခဲ့ရပဲပညာရေးပိုင်းမှာအားနည်းခဲ့ရသူဖြစ်ပါတယ်။မဆန်းကြီးဟာငယ်စဉ်ကတည်းကမဟုတ်မခံစိတ်သက်ရှိသူဖြစ်ပြီးဗတ်တူရင်လူမရွေးလုံထွေသက်ပုတ်တက်သူလည်းဖြစ်ပါတယ်။ငယ်စဉ်ကတည်းကဓာတ်တုပ်တွေနဲ့ရင်းနှီးခဲ့ရသူဖြစ်ပြီးဓာပေါအလွန်ကျွမ်းကျင်သူလည်းဖြစ်ပါတယ်။သူမဟာအသက်ငယ်ငယ်နဲ့အိမ်ထောင်ကျခဲ့ရပြီးသမီး2ယောက်ထွန်းကားခဲ့ပြီးမှပထမအိမ်ထောင်နဲ့ကွာရှင်းခဲ့ကသမီးကြီးဖြစ်သူနဲ့ရန်ကုန်ကိုပြောင်းရွှေ့လာခဲ့ပါတယ်။ရန်ကုန်ကိုရောက်တော့အလို့အကိုင်အတီးတကြမရှိတာကြောင့်ပဇွန်တော်ဈေးနားမှာမှောက်ခိုရုပ်ရှင်လက်မှတ်ရောက်ပြီးမှောက်ခိုအရက်ဆိုင်ဖွင့်ကရက်တီခဲ့ရပါတယ်။အသက်ငယ်ငယ်နဲ့မုံဆိုးမှဖြစ်နေတဲ့မဆန်းကြီးကိုထီကပားကြီးကပားလာလုံးကြတဲ့ယောက်ျားသားတွေရန်ကနေကာကွယ်ဖို့ရာကိုပေါ်မှာဓမြောင်ကိုအမြဲဆောက်ထားခဲ့ရပြီးလောကဒန်အကြိုက်ကြောင်ရဇက်ရုပ်ကိုတရုပ်ဖော်ခဲ့ရပါတယ်။ဒီလိုနဲ့ဒုတိယမြောက်အိမ်ထောင်ပြုတ်ပြီးသူ့ရဲ့ရက်ဆိုင်လေးကိုမှီခိုရင်းဘဝရက်တီခဲ့ရပါတယ်။သူမရဲ့ရက်ဆိုင်မှာဖြစ်ပေါ်သမျှရန်ပွဲတွေမိုက်ကြီးခွဲမှုတွေကိုဓာတ်တုပ်တွေနဲ့ဖြည့်ရှင်တတ်သူလည်းဖြစ်ပါတယ်။ဒီလိုနဲ့တနေ့မှာတော့သူမရုပ်ရှင်သွားကြည့်ပြီးပြန်လာတဲ့အခါရက်ကွက်လူမိုက်တုပ်ကြီးကသူမရက်ဆိုင်ကတနေ့တာရောက်ရငွေ85ကျပ်ကိုမိုက်ကြီးခွဲယူသွားခဲ့ကြောင်းသိရှိရတဲ့အခါငကြည့်တော့ဓာတ်ကိုယူပြီးလူမိုက်တုပ်ကြီးလက်ဖက်ရည်တောက်နေတဲ့ဆိုင်ကိုသွားကဓာတ်နဲ့ခုတ်ခဲ့တာကြောင့်လူမိုက်တုပ်ကြီးခေါင်း12ချက်ချုပ်ရကနှစ်ယောက်စလုံးအချုပ်ထဲရောက်သွားခဲ့ချိန်ကစပြီးမဆန်းကြီးကနေဓာဆန်းကြီးဆိုပြီးနာမည်ကြီးလာခဲ့သူပါသူမဓာဆန်းကြီးဆိုပြီးနာမည်ကြီးလာခဲ့ပြီးနောက်ဈေးတန်းမှာလက်စင်ကြီးကောက်ယူခဲ့တာမျိုးတွေရှိခဲ့ပြီးပြည်ထစာလုပ်ငန်းတွေနဲ့ဖဲဝိုက်တွေကိုပါပတ်စံကောက်ပြီးအစိုးရရန်ကနေသူမရဲ့မိုက်ကုံနဲ့ကာကွယ်ပေးခဲ့ကြောင်းရေးသားဖော်ပြကြပါတယ်ဓာဆန်းကြီးဆိုတဲ့နာမည်နဲ့အညီသူမရဲ့ခြေတလုံးပက်ပက်လည်မှာဓမြောက်တွေကိုတရေပင်းနဲ့ပက်လက်စီးထားပြီးအမြဲဆောက်ထားခဲ့ကြောင်းသိရှိရပါတယ်။ဓာဆန်းကြီးလာပြီးဟဲ့ဆိုရင်ရက်ကွက်လူမိုက်တွေကအစခေါက်ဖော်ရဲသူမရှိသလောက်မိုက်ကုံကြီးမာခဲပါတယ်။သူမဟာလူမိုက်ဆိုပေမဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့ယင်းနှီးကျုံးဝင်ခဲ့သူဖြစ်ပြီးရဲတပ်ဖွဲ့ဝင်တွေမဖမ်းရဲတဲ့လူမိုက်တွေဖမ်းမမိတဲ့တခိုးတွေကိုတတောင်းစားအယောက်ဆောက်ပြီးဒါမှမဟုတ်ပြည်ထစာမှအယောက်ဆောက်ပြီးအချင်းချင်းကူညီဖမ်းပေးဖို့ကြောင်းသူမဖြစ်ဆိုထားတဲ့အင်တာဗျူးတွေကနေသိရှိရပါတယ်။သူမအကြောင်းကိုပြောရရင်နိုင်ငံတော်အဆင့်အမျိုးသမီးသူရဲကောင်းအဖြစ်ဂုဏ်ပြုမှတ်တမ်းလွှာတွေပေးအပ်ခြင်းခံခဲ့ရတဲ့ဖြစ်စဉ်တစ်ခုကိုမေ့ထားလို့မရပါဘူး1983ခုအောက်တိုဘာလ9ရက်နေ့မနက်ပိုင်းမှာအာဇာနည်ပြီးမှန်မှဘုံဖောက်ခွဲခဲ့တဲ့လုပ်ကြံရေးသမားမြောက်ကိုရီးယားစစ်ဖက်အရာရှိကင်ဂျင်စုကိုပဇွန်တော်6ထဲကနေသူမတယောက်တည်းအရှင်ဖမ်းဆီးပေးခဲ့တာကြောင့်နိုင်ငံကုံဆောင်ဂုဏ်ပြုလွှာများရရှိခဲ့ပါတယ်အဲ့ဒီဖောက်ခွဲလုပ်ကြံရေးသမားကိုဖမ်းဆီးပေးခဲ့တာကြောင့်ရေနစ်ထားပြီးဖွင့်လို့မရတဲ့ကက်စစ်အစုပ်တစ်လုံးနဲ့ကက်စစ်ခွေ2ခွေသာရရှိခဲ့ပြီးဂုဏ်ပြုငွေတစ်ကြက်မှမရရှိခဲ့ကြောင်းသူမရဲ့အင်တာဗျူးတွေကနေသိရှိခဲ့ရပါတယ်။သူမရဲ့သမီးကြီးနေထိုင်တဲ့တောက်ကြီးမြို့ကိုတွားရောက်ပြီးအချိန်10နှစ်ဝန်းကျင်ထိမတိလက်ချင်းဝက်ခဲ့ကြောင်းရေးသားဖော်ပြချက်တွေကိုလည်းဖတ်မှတ်ရပါတယ်။ဓာဆန်းကြီးဆိုတဲ့သူမဟာအမျိုးသမီးလူမိုက်ကြီးတစ်ယောက်ဖြစ်ပေမဲ့အလှူအတန်းရရောသူတစ်ယောက်လည်းဖြစ်ပါတယ်။သူမအသက်အရွယ်ကြီးရင်းလာတဲ့အခါသူမပိုက်တဲ့အိမ်ကိုပေါက်ပြီးအိမ်ရှိလမ်းမကြီးကိုပြုပြင်ဖောက်လုပ်ခဲ့တာကြောင့်အိမ်ပိုင်ဘဝကနေအိမ်ငှားဘဝကိုရောက်ရှိခဲ့ရပါတယ်။အသက်အရွယ်ကြီးရင်းလာတဲ့အခါသားသမီးတွေက
သူတို့နဲ့အတူနေထိုင်ပြီးပြုစုခွင့်တောက်ခဲပေမဲ့လက်မခံပဲရွှေပြည်သာမြို့နယ်မှာအခန်းလေးတစ်ခုကိုငှားရမ်းပြီးတကိုယ်တည်းနေထိုင်ခဲ့ပြီးမိသားစုဆွေမျိုးတွေကထောက်ပံ့မှုကြောင့်စားဝတ်နေရေးအဆင်ပြေခဲ့ပေမဲ့ကိုဗစ်ကာလတွေမှာမိသားစုတွေကမထောက်ပံ့နိုင်တော့တာကြောင့်သူမအရင်ကနေထိုင်ခဲ့တဲ့ပဇွန်တောင်ဈေးနားနဲ့လဲတန်းတရာအနားတွေမှာတောက်ရန်စားတောက်ခဲရပါတယ်။အတ္တိကနေရရှိလာတဲ့ငွေတချို့ကိုကောက်မှုကုသိုလ်အလှများပြုလုပ်တဲ့ကြောင်းသိရှိရပါတယ်။သူမဟာဘဝကိုအစင်မပြေမှုများစွာနဲ့ဖြတ်တန်းခဲ့ရပြီးကန်ဆက်စရာအလိုကျဇက်ရုပ်မျိုးစုံနဲ့အသုံးတော်ခံကပ်ပြခဲ့ရသူပါ။နောက်ပြီးသူမဟာမတိမြဲလာတဲ့လောကဒဏ်ရဲ့ဖြစ်ပျက်တရားကိုလက်ခံထားပြီးအခုမှအသက်80ကျော်အထိယောဂတွေရပြီးအသက်ရှင်နေရခြင်းဟာဝက်ကြွေးရှိလို့ပေးဆက်နေရတာဖြစ်ပြီးသူမဝက်ကြွေးတွေကြေတဲ့တနေ့သေဆုံးရမယ်ဆိုပြီးဖြစ်ဆိုထားတဲ့အင်တာဗျူးတစ်ခုကိုလည်းအန်အောဖွဲ့ကြည့်ရှုဖြစ်ခဲ့ပါတယ်။သူမရဲ့အသက်62နှစ်အရွယ်ရောက်ယခု2026ခုဖေဖော်ဝါရီလ12ရက်နေ့ည10:15မိနစ်မှာဘဝတစ်ပါးသို့ကူးပြောက်သွားခဲ့ကြောင်းကိုဝန်내ဖွဲ့သိရှိရကြောင်းတင်ဆက်ရင်ညီကုံချုပ်လိုက်ရပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်ပါ။